မျက်မမြင်တယောက်ဖြစ်ပေမဲ့တားမြင့်နယ်မြေတွေကမိစ္ဆာမလေးရဲ့မျက်ခုံးကို3နှစ်ကြာအောင်ရေးဆွဲပေးခဲ့တယ်သူမရဲ့လှပတဲ့ရုပ်ရည်ကိုငါမမြင်ရဘူးလို့သူမထင်နေတာငါဟာတရားမျှတတဲ့ခိုင်းကြီးကလွတ်လိုက်တဲ့ထိတ်တန်းသူရှိုးတယောက်ဆိုတာကိုလည်းသူမမသိဘူးပတ်ဝန်းကျင်ကမိစ္ဆာခိုင်းသားတွေကတောင်းပြုံးပြုံးနေကြတယ်ဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတာကနှစ်ပေါင်းတောင်းချီတက်တန်းရှိတဲ့ရေခဲတန်နဲ့ပြုတ်ထားတဲ့ဒီအက်ကတစ်ချက်ဆွဲလိုက်တိုင်းသူမရဲ့စိတ်အာရုံတွေကိုဓာတ်ရှင်ဝါရီထည့်ပေးထားတာ3နှစ်တာအတွင်းစုပ်ချက်ပေါင်း3600အပြီးမှာတော့စုမေဟာပောက်ကွဲခါနီးစွမ်းရင်ဘုံတစ်လုံးဖြစ်လာခဲ့ပါပြီအဲ့ဒီအချိန်မှာပဲတကားပြင်ဘက်ကနေအလင်းစလိုရှောက်လာတဲ့ခြေတံတွေကြားလိုက်ရတဲ့တားမြင့်နယ်မြေရဲ့တကားမကြီးပွင့်သွားပြီးတက်ဖြတ်လို့တဲ့အမွေတက်တွေနဲ့မိစ္ဆာကိုင်းအကြီးအကဲတယောက်ဝင်လာတဲ့သူကငါ့ကိုစိုက်ကြည့်ပြီးအေးဆက်ဆက်ပြောလိုက်တယ်ခိုင်းထဲမှာချင်းညောင်လို့အမီဝက်ပေးထားတဲ့သူရှိုးတယောက်ရှိနေကြောင်းဖမ်းမိထားတဲ့သူရှိုးကဝန်ခံသွားတယ်လို့သူကပြောလိုက်တယ်ငါလက်တွေအနှဲငယ်တုံရင်သွားတယ်သူမရဲ့မျက်ခုံးပေါ်မှာအနီရောင်အစင်းကြောင်းတစ်ခုဖြစ်သွားတယ်သူမရဲ့မျက်လုံးတွေချက်ချင်းပြောင်းလဲသွားပြီးပတ်ဝန်းကျင်ကအပူချိန်ဟာလည်းရေခဲမှတ်အထိကျဆင်းသွားတယ်သွားပြီးငါ3နှစ်ပတ်လုံးပြီးခံခဲ့တဲ့ညဒီနေ့တော့အချီးနှီးဖြစ်တော့မှာလားမိစ္ဆာကိုင်းကြီးကဲရဲ့အကြည့်တွေကငွေစိုးတစ်ကောင်လုံးငါ့ပုံမှာဝဲပြန်နေတယ်ငါကတော့ဘာမှမသိဘူးမျိုးဟန်ဆောင်နေတော့မဲခဏကိုတော့အနှဲငယ်တုံရင်အောင်လုပ်ပြလိုက်သေးတယ်သူမကသူမရဲ့မျက်ခုံးကိုကိုင်းကြည့်ပြီးအကြီးကဲကိုလှည့်ကြည့်လိုက်တယ်သူမရဲ့အတန်ကအနဲ့ထိုးသလိုအေးဆက်နေတယ်သူရှိုးရှိတယ်ဆိုတဲ့တက်တွေကဘယ်မှာလဲအကြီးကဲကရေမောပြီးတွေးတွေနဲ့လူတစ်ယောက်ကိုပြစ်ချလိုက်တယ်အဲ့ဒါငါရဲ့ကိုင်းတူကြီးလေးပဲသူဟာနှိမ့်ဆက်ခံထားရလို့တတိတောင်ကောင်းကောင်းမရတော့ဘူးသူ့ရဲ့တုံရင်နေတဲ့လက်ချောင်းကငါစီကိုတက်တက်ညွှန်ပြနေတယ်အဲ့ဒီအချိန်မှာငါနှလုံးသားဟာအောက်ဆုံးကိုပြုတ်ကျသွားတယ်လို့ခံစားလိုက်ရတယ်ငါရဲ့ဓာတ်ရှင်ဝါတွေကအချိန်မီပောက်ကွဲထွက်ဖို့အစင်းသင့်ဖြစ်နေပြီးသူမကသာလက်တစ်ချက်လှုပ်လိုက်တာနဲ့ငါအားလုံးကိုအဆုံးစီရင်တော့မှသူမနဲ့အတူတူတေးရမယ်ဆိုရင်တော့ငါလုံးမှာပဲဒါပေမဲ့မထင်မှတ်ထားတာကသူမကတစ်ချက်ရင်မောလိုက်တယ်သူမထွက်လိုက်ပြီးငါနာကိုရှောက်လာတယ်သူမရဲ့နူးညံ့တဲ့လက်ကငါပကုံးပေါ်ကိုပြင်လိုက်ပြီးအကြီးကဲကိုနှောင်ပြောင်လိုက်တယ်ရှင်ပြောနေတာကဒီလိုတော့မကြတဲ့မျက်မမြင်တယောက်ကိုလားသူ့မှာကျင့်စဉ်အရှိန်ဝါတော့မရှိတာဘူးရှင်ထင်တာတရားမျှတတဲ့ခိုင်းကဒီလိုလူမျိုးကိုသူ့ရှို့အဖြစ်လွတ်ပါမလားအကြီးကဲကတန်တရားရှိနေတော့မဲ့သူကချက်ချင်းကစီကိုလက်တစ်ချက်ပစ်လိုက်တယ်ဒီလက်ချက်ကပြင်းထန်လုံးနဲ့တာမန်မျက်မမြင်တယောက်ဆိုရင်တင်မာတေးချတယ်ဒါပေမဲ့ငါရှောင်လို့မဖြစ်ဘူးငါသာကျင့်စဉ်ကိုထုတ်သုံးလိုက်ရင်ငါရဲ့အမှန်တရားကပေါ်သွားလိမ့်မယ်သူမကဝင်ကူညီပေးလိမ့်မယ်လို့ငါလောင်ကြီးထက်လိုက်တယ်သူမကလက်တစ်ချက်နဲ့အကြီးကဲရဲ့လက်ချက်ကိုတားဆီးလိုက်တယ်သူမမျိုးလုံးထဲမှာတက်ဖြတ်လို့တဲ့အရေးရောင်တွေပေါ်လာပြီးသူကငါမျက်ခုံးကိုရေးဆွဲပေးတဲ့လူသူ့ကိုထိရင်ငါ့ကိုထိတာနဲ့အတူတူပဲလို့ပြောလိုက်တယ်အကြီးကဲရဲ့မျက်နှာပြတ်သွားပြီးမကြည်မနှက်နဲ့ပဲထွက်ခွာသွားရတော့တယ်မထွက်ခွာခင်သူကငါ့ကိုစိုက်ကြည့်ပြီးမင်းကန်ကောင်းသွားတယ်လို့မှတ်ထားလိုက်တာပေမဲ့3ရက်နေရင်ကျင်းပမယ့်ပွဲတော်မှာဂိုင်းချုပ်ကြီးကိုယ်တိုင်အားလုံးရဲ့ဝိညာဉ်ကိုစစ်ဆေးလိုက်မယ်အဲ့ဒီကြရင်မင်းဘယ်လိုဟန်ဆောင်မလဲဆိုတာငါကြည့်ရသေးတာပေါ့လို့ပြောသွားတယ်ငါကောင်းကုန်ပြီးကြောက်လန့်နေတယ်လို့မျိုးဟန်ဆောင်လိုက်တဲ့စိတ်ထဲမှာတော့အစီအစဉ်တွေဆွဲနေပြီးဂိုင်းချုပ်ကြီးဆိုတာအစင်းမြင့်ကျင့်ကြံသူတယောက်ပဲ3ရက်နေရင်ငါရဲ့အမှန်တရားပေါ်တော့မှာလားညနေသွားပြီးပတ်ဝန်းကျင်ကတိတ်ဆိတ်နေတယ်သူမကမှတ်ရှိမှထိုင်နေပြီးသူမရဲ့ရုပ်ရည်ကိုကြည့်နေရင်ရုပ်တရက်စကားပြောလာတယ်မျက်မမြင်မင်းကဘူး3နှစ်ကြာအောင်ရေးဆွဲပေးခဲ့တာငါဘယ်လိုပုံစံလဲဆိုတာကိုတကယ်ပဲမမြင်ချင်ဘူးလားငါကတော့ဘာမှမသိတယ်လို့ပဲနေလိုက်တယ်ဒါပေမဲ့ငါလက်ပွားထဲမှာတော့ချွေးတွေဆူနေပြီဒီမိမကအကြီးကဲထပ်ပိုးပြီးရင်ဆိုင်ရခတ်တယ်သူမကငါ့ကိုစမ်းတက်နေတာလားငါဘာမှမပြောတော့သူမကငါလက်ကိုဆွဲယူလိုက်ပြီးသူမရဲ့ရင်ဘတ်ပေါ်ကိုတက်တက်တင်လိုက်တယ်အဲ့ဒါကသူမရဲ့အသက်သွေးကြောပဲငါထည့်ထားတဲ့ဓာတ်ရှင်ဝါတွေအများဆုံးရှိတဲ့နေရာလေးဖြစ်တယ်ငါသာလက်တစ်ချက်လှုပ်လိုက်ရင်သူမတည်မှာပဲဒါပေမဲ့ငါတီးခံလိုက်တယ်ငါသာတက်ဖြတ်လို့တဲ့စိတ်ကိုပြလိုက်ရင်ပတ်ဝန်းကျင်ကလူတွေငါ့ကိုတတ်မှာပဲရှင်တို့တရားမျှတတဲ့လူတွေကအမြဲတမ်းဒီလိုပဲဟန်ဆောင်တတ်ကြတယ်လို့သူမကငါနာကိုတက်ပြီးတူတူလေးပြောလိုက်တယ်ဒီစကားကငါ့ကိုအကြီးကျယ်တုံ့လို့သွားစေတယ်သူမကငါရဲ့အမှန်တရားကိုသိနေတာကြားပြီးပဲငါရဲ့ခန္ဓာကိုယ်ဟာတင်းမာသွားတယ်ဒါပေမဲ့သူမရဲ့နောက်ထပ်လုပ်ရကငါ့ကိုအားအသင့်သွားစေတယ်သူမကအနီရောင်တစ်စိတ်တစ်ခုကိုငါလက်ထဲထည့်ပေးလိုက်တယ်အဲ့ဒါကမိစ္ဆာခိုင်းရဲ့ဝင်ခွင့်တစ်စိတ်ပဲ3ရက်နေရင်ကျင်းပမယ့်ပွဲကတကယ်တော့ဂိုင်းချုပ်ကငါတို့ရဲ့ဝိညာဉ်တွေကိုစတင်ဖို့လုပ်တာရှင်အသက်ရှင်ခြင်းနဲ့ငါကလွတ်လပ်ခြင်းနဲ့ငါတို့ပူးပေါင်းကြမလားငါရဲ့ချင်းညောင်လေးနှလုံးသားတွေတုံးလို့သွားတယ်ဒီမိစ္ဆာမလေးကလည်းသူမရဲ့ဒိုင်းကိုတစ္ဆာဖောက်ချင်နေတာပဲဒါပေမဲ့ငါသူ့ကိုအလွယ်တကူမယုံကြည်နိုင်သေးဘူးဒါကငါ့ကိုဖမ်းဖို့လုပ်ထားတဲ့ထောင်ချောက်လားအဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေမိုးကြိုးတန်တွေကြားလိုက်ရတယ်ပြင်းထန်တဲ့အရှိန်အဝါတစ်ခုကတကိုင်းလုံးကိုလွှမ်းခြုံသွားတယ်အဲ့ဒါဂိုင်းချုပ်ကြီးပဲသူထွက်လာပြီးတကိုင်းလုံးကလူတွေကြိုဆိုနေကြတယ်ငါအတွက်ကတော့အဲ့ဒါကတင်မင်းရဲ့ခေါင်းအောင်တန်ပဲမြန်သွားတော့အချိန်မရှိတော့ဘူးလူစကားပြောလို့မပြီးသေးခင်မှာပဲတကားထပ်ပွင့်သွားတယ်ဒီတစ်ခါဝင်လာတာကတော့ဂိုင်းချုပ်ရဲ့လက်ယုံတွေပဲသူတို့ကဘာမှမပြောပဲငါတို့2ယောက်လုံးကိုဖမ်းဆီးလိုက်ကြတယ်ဂိုင်းချုပ်ကအမိန့်ပေးထားတဲ့ရှင်တို့2ယောက်လုံးကိုစေးဖို့ကိုခေါ်သွားရမယ်လေငါ့ကိုစေးဖို့လည်းကိုပြစ်ထည့်လိုက်ကြတယ်အေးဆက်နေတဲ့တန်ကြိုးတွေကငါရဲ့အယိုးတွေကိုဖောက်ထွက်သွားတယ်အဲ့ဒါကကြင်ကြံသူတွေကိုနှိမ်နှင်းဖို့လုပ်ထားတဲ့တန်ကြိုးတွေပဲသူမကငါရှိမှရှိနေတယ်သူမရဲ့နှကန်းတောက်မှာတွေးတွေစုံနေပြီးသူမကလည်းအားနေနေပြီးမျက်မမြင်ဒီတစ်ခါတော့ငါတို့တကယ်ပဲတရားတော့မယ်ထင်တယ်လို့သူမကရင်မောလိုက်ပြီးမဲ့သူမရဲ့မျက်လုံးထဲမှာတော့ညှို့လင်းချက်တွေမရှိတော့ဘူးအပြင်ဘက်မှာတော့ဂိုင်းချုပ်ရဲ့ရေတံကဟိန်းထွက်နေတယ်မင်းတို့2ယောက်ရဲ့ဝိညာဉ်ကိုတုံးပြီးငါရဲ့ကျင့်စဉ်ကိုအမြင့်ဆုံးရောက်အောင်လုပ်မှာဒီဖိုးကြီးကအားလုံးကိုသိနေတာကြပြီပဲသူကငါတို့ကိုအတုံးချပြီးငါတို့စီကအကျိုးမြတ်ကိုယူဖို့လုပ်နေတာမီးတွေကချက်ချင်းတောက်လောင်လာတယ်အဲ့ဒါကတာမန်မီးမဟုတ်ဘူးဝိညာဉ်ကိုလောင်ကျွမ်းစေတဲ့မီးပဲသူမကနာကျင်စွာနဲ့ညီးတွားနေတယ်သူမရဲ့အရေးပြားတွေကနီးမြန်းလာပြီးကျင့်စဉ်တွေပြပြလာတယ်ငါ့ကိုတက်လိုက်ပါတော့ဒီလိုနှိမ့်ဆက်ခံရမယ့်အစားမြင်မြန်ပဲသိချင်တော့တယ်လို့သူမကငါ့ကိုအကူအညီတောင်းတဲ့မျက်လုံးတွေနဲ့ကြည့်နေတယ်ဒါပေမဲ့ငါကတော့မျက်လုံးကိုမိတ်ထားတော့မယ်ငါရဲ့စိတ်အာရုံထဲမှာတော့ဓာတ်ရှင်ဝါတွေကပောက်ကွဲထွက်ဖို့အစင်းသင့်ဖြစ်နေပြီးအဲ့ဒီ3နှစ်ပတ်လုံးငါစုဆောင်းခဲ့တဲ့ဓာတ်ရှင်ဝါတွေကဒီနည်းတွေကြောင့်ပို့ပြီးတော့အစွမ်းထက်လာတယ်အဲ့ဒါကငါရဲ့နောက်ဆုံးလက်နက်ပဲငါပို့ပြီးတော့အားနဲ့လာလေငါရဲ့ကျင့်စဉ်ကပို့ပြီးအစွမ်းထက်လာလေပဲသူမကငါပထမဆုံးအကြိမ်စကားပြောလိုက်တယ်ငါအတန်ကအရင်လိုမျက်မမြင်တယောက်ရဲ့အတန်မဟုတ်တော့ဘူးငါနာကျင်မှုကိုအောက်ထားပြီးရှေ့ကိုတလန့်တိုးလိုက်တယ်ငါရဲ့ခန္ဓာကိုယ်ကိုချီနှောင်ထားတဲ့တန်ကြိုးတွေအားလုံးပြတ်ထွက်သွားတယ်သူမကငါ့ကိုအားပြင်းစွာနဲ့စိုက်ကြည့်နေတယ်ငါရဲ့မျက်လုံးတွေကနေဓာတ်ရှင်ဝါတွေထွက်ပေါ်လာတယ်ရှင်ကတကယ်တော့ဘယ်သူလဲလို့သူမမေးနေစင်မှာပဲငါဘာမှမပြောဘဲလက်တစ်ချက်ဝေးရလိုက်ပြီးစေးပူကြီးကိုအပိုင်းပိုင်းဖြတ်စီးလိုက်တယ်3နှစ်ကြာပြင်ဆင်ခဲ့တဲ့ညဒီနေ့တော့အဆုံးသတ်ရတော့မယ်ဒီနယ်မြေကိုလွှမ်းခြုံထားတဲ့အစီရင်ကိုဖျက်ဆီးလိုက်ပြီးစေးပေါ်တဲ့အိုးကြီးပောက်ကွဲသွားပြီးမိတောက်တွေကြားကနေကျွန်တော်ထွက်လာလိုက်တယ်မိစ္ဆာခိုင်းသားတွေအံ့ဩတုန်လှုပ်သွားကြတယ်နတ်မိပဲစီမှာ3နှစ်ကြာအစီခံခဲ့တဲ့မျက်မမြင်ကအခုတော့ဂိုင်းချုပ်ထက်တောင်ကြောက်စရာကောင်းတဲ့ဓာတ်ရှင်ဝါတွေထွက်ပေါ်နေတယ်မင်းကဘယ်သူလဲလို့ကိုးလွားဂိုင်းချုပ်ကဒေါသထွက်ထွက်နဲ့မေးလိုက်တယ်သူ့ရဲ့စေးအိုးထဲကနေတက်ဖြတ်ခြင်းနဲ့ဖျားတစ်ပါးထွက်လာလိမ့်မယ်လို့သူမထင်ထားဘူး
သူ့ရဲ့လက်ဝါးကြီးနဲ့ရိုက်ချလိုက်တော့မိစ္ဆာရိတ်တွေစူးစီးပြီးတွေးလက်ဝါးကြီးဖြစ်သွားတယ်ဘေးကအကြီးအကဲတွေကတော့တောင်ပြုံးပြုံးနေကြတယ်သူဘယ်သူပဲဖြစ်ဖြစ်ဂိုင်းချုပ်ရှိမှတော့ပရွက်စိတ်ပါပဲဘယ်နဲ့စက္ကန့်ခံမလဲကြည့်ရအောင်လို့တွေးနေကြတယ်ဒါပေမဲ့နောက်ထပ်ဖြစ်လာမယ့်မြင်ကွင်းကသူတို့အတွက်အိမ်မက်ဆုဖြစ်သွားတယ်ကျွန်တော်လက်ကိုအသားလေးမြောက်လိုက်ပြီးလက်ညှိုးနဲ့အသားလေးလိုလိုက်တယ်တွေးလက်ဝါးကြီးကအလဲကနေကွဲထွက်သွားတယ်ဂိုင်းချုပ်ရဲ့ရဲတံတွေရက်တန်သွားပြီးမျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြည့်သွားတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ကလူကွဲအပ်လာလို့ပဲဒါဘာသာပညာလဲလို့သူကမေးတယ်ကျွန်တော်သူ့ရှိကိုရှောက်သွားပြီးအေးစစ်စစ်ပြောလိုက်တယ်ဒါကဓာပညာမဟုတ်ဘူးတကြီးဆွဲတဲ့အစွမ်းမဲ့လုံခဲ့တဲ့တုံးနှလုံးမင်းတင်တဲ့ရက်ကိုငါတွက်ချက်နေခဲ့တာဒီနေ့တော့အဆုံးသတ်ရပြီသူ့ခန္ဓာကိုယ်ထဲမှာ3နှစ်ကြာဝတ်ထားတဲ့ဓာတ်စွမ်းရည်တွေပေါက်ကွဲထွက်လာတယ်မိစ္ဆာကိုင်းချုပ်ကြီးလူအများရှိမှပဲတွေးဆက်တွေဖြစ်ပေါက်ကွဲသွားတယ်တကွင်းလုံးတိတ်ဆိတ်သွားပြီးလက်မိမဲ့ဆူမေးကတော့ကြောက်လက်တကြားလဲကျသွားတယ်သူမအခုမှသိလိုက်ရပြီဘသူကတကယ်မှုဆိုလဲဆိုတာကျွန်တော်သူမကိုဂယုမဆိုင်ပဲကိုင်းချုပ်ရဲ့ရတနာတိုက်စီကိုရှောက်သွားတယ်အဲ့ဒီမှာပျောက်ဆုံးနေတဲ့ရတနာရှိနေတယ်ဒါကငါရဲ့တကယ်ရွေးချက်ပဲနေဦးလို့ဆူမေးကအားနေနေပေမဲ့ထွက်လိုက်တဲ့ရှင်ကျမကိုပြင်ခဲ့ပေမဲ့ဂိုင်းကိုလည်းဖျက်ဆီးလိုက်ပြီအခုတရားဝင်ဂိုင်းတွေတောင်အောက်မှာရောက်နေပြီးရှင်အလွယ်တကူထွက်သွားလို့မရဘူးလို့ပြောတယ်ငါကတရားဝင်ဂိုင်းကလူလိုမင်းထင်နေတော့လားအဲ့ဒီလူရုံမာတွေအတွက်တော့ငါကအတုံးချခံတက်ပဲသူတို့ကငါ့ကိုအတေကန်သူရဲ့ကောင်းဖြစ်ပဲမြင်ကျင်ကြတာအခုငါရဲ့ဓာတ်စွမ်းရည်တွေကမိစ္ဆာစွမ်းရည်တွေဖြစ်ကုန်ပြီလို့ပြန်ပြောလိုက်တယ်လက်ကိုဆက်လိုက်တာနဲ့ယတနာကငါလက်ထဲရောက်လာတယ်ဖြူစင်တဲ့အလင်းရောင်ကနေခရမ်းရောင်မိစ္ဆာအလင်းဖြစ်ပြောင်းလဲသွားတယ်ဒီနေ့ကစပြီးငါကဓာမိစ္ဆာဆွေခံတယ်ဆူမီကိုစေးလုံးတစ်လုံးပြပေးလိုက်ပြီးအသက်ရှင်ခြင်းငါနောက်လိုက်ခဲ့ငါတို့သွားမယ်နောက်တနေရာကအဲ့ဒီလူရုံမာတွေရဲ့စခန်းပဲလို့ပြောလိုက်တယ်ဆူမီကကျွန်တော်ရဲ့ကြောပြင်ကိုကြည့်ပြီးမိမောသွားတယ်ဒီယောက်ျားကဘယ်မိစ္ဆာထက်မဆိုပူကြောက်ကိုကောင်းတယ်ဆိုတာသူမှသိလိုက်ပြီတောင်ကားပြင်မှာတော့တရားဝင်ဂိုင်းတွေရောက်နေပြီးခေါင်းဆောင်ကတော့ကျွန်တော်ကိုစေးထုတ်ခဲ့တဲ့ကောင်းချုပ်ပဲဖြစ်တယ်သူကတရားမျှတဟန်ဆောင်ပြီးမိစ္ဆာဂိုင်းကိုဒီနေ့အမြင့်ပြတ်အောင်တုတ်တင်မဲ့တပည့်ချင်းတော်ကိုနှမျောမိပေမဲ့မင်းရဲ့ပေးဆက်မှုကိုဂိုင်းကမှတ်တမ်းတင်ထားမှာပါလို့အော်ဟစ်နေတယ်ဒါပေမဲ့သူမထင်ထားတာတခုရှိနေတယ်တောင်တကားကြီးပောက်ကွဲသွားပြီးကျွန်တော်ကဂိုင်းချုပ်ရဲ့ခေါင်းကိုကိုင်းပြီးထွက်လာတယ်ဓာပြန်ပေါင်းများစွာကိုမြင်ပြီးကောင်းကင်မှာရက်နေရင်ဂိုင်းချုပ်ကြီးကျွန်တော်မတည်သေးလို့စိတ်ပြတ်သွားလာလို့မေးလိုက်တယ်ချင်းယုံဂိုင်းချုပ်လင်းချဟိုင်ကစိမ့်နေနေတဲ့တပြန်ပေါ်မှာရက်နေပြီးသူ့နောက်ကဓာသမား3000ကလည်းအေးကျွေးနေကြတယ်ချင်းတော်မင်းကဂိုင်းချုပ်ကိုတက်ပြီးရတနာကိုလည်းခိုးယူထားတယ်မင်းတို့မိစ္ဆာမျိုးကိုဂိုင်းက3နှစ်ကြာလေ့ကျင့်ပေးခဲ့တာအလကားပဲလို့လင်းချဟိုင်ရဲ့အတန်ကတနေ့လုံးပြတ်နေသွားတယ်အောက်ကတရားဝင်ဂိုင်းသားတွေကလည်းဒေါသထွက်နေကြတယ်ကျွန်တော်ကတော့ဒါကိုကြားပြီးအော်ဟစ်ရေမောလိုက်တယ်ရေတန်ထဲမှာနာကျင်မှုတွေရောလောင်ပြောင်မှုတွေရောပါနေတယ်လင်းချဟိုင်လွန်ခဲ့တဲ့3နှစ်ကငါရဲ့ဓာမျိုးတွေကိုဖျက်ဆီးခဲ့တာမင်းပဲငါ့ကိုမိစ္ဆာတွေနဲ့တုံးပို့ခဲ့တာလဲမင်းပဲအခုငါအသက်ရှင်ပြီးပြန်လာတော့ငါ့ကိုမိစ္ဆာလို့ပြောနေတာလားလို့ပြန်ပြောလိုက်တယ်ကျွန်တော်တလန်းချင်းလှမ်းလိုက်တိုင်းလေတူးကခိုင်မာလာတယ်လို့ပဲခြေလန်းတိုင်းမှာမိစ္ဆာစွမ်းရည်တွေပိုအားကောင်းလာတယ်နဖူးပေါ်ကယတနာကလည်းအခုတော့လက်မောင်နဲ့ဂျာပန်ဖြစ်ပြောင်းလဲသွားတယ်ဒီဂျာပန်ကကောင်းတဲ့တင်နဲ့တွေ့ရင်ကောင်းပြီးဆိုးတဲ့တင်နဲ့တွေ့ရင်ဆိုးတယ်ဒါကငါစိတ်ကြောင့်မဟုတ်ပဲမင်းတို့လိုလူရုံမာတွေရဲ့လောဘကြောင့်ပဲလို့ဆိုလိုက်တယ်လင်းချမ်းဟိုင်မျက်နှာပြတ်သွားတဲ့သူ့ကိုယ်တော်ချင်းချောင်းနိုင်တဲ့အရှိန်အဝါကိုသူခံစားလိုက်ရတယ်အစီရင်ကိုအမြန်ပြင်ကြဆန်းဒီမိစ္ဆာကိုအခုချက်ချင်းတက်ရမယ်လို့သူကအမိန့်ပေးလိုက်တယ်ဓာပြန်3000ကအုပ်စုလိုက်ကြီးပြေးဝင်လာပြီးတက်ဖြတ်ချင်းအရှိန်အဝါတွေကလမ်းကြောင်းအားလုံးကိုပိတ်ထားတယ်ဆူမီကကျွန်တော်နောက်မှာပုံပြီးကြောက်လန့်နေတဲ့စူဖန်နိုင်ပါမလားလို့သူမကတုံတုံရင်ရင်နဲ့မေးတယ်ကျွန်တော်ပြန်မကြည့်ပဲလက်ထဲကစုပ်တံမှုပဲညှောက်လိုက်တဲ့3နှစ်အတွင်းငါငင်းချောင်းပေါင်းများစွာဆွဲခဲ့တယ်ဒီနေ့တော့ကောင်းကင်ကြီးရဲ့အယိုးတွေကိုငါဆွဲပြမယ်လို့ပြောလိုက်တယ်ကျွန်တော်ဝေးရလိုက်တာနဲ့ခရမ်းရောင်ဓာလင်းတန်းကြီးထွက်ပေါ်လာတယ်အဲ့ဒီဓာကအသက်ပညာမဟုတ်ပဲ3နှစ်စာနာခြင်းမှုတွေပဲဖြစ်တယ်မောက်မာနေတဲ့ဓာသမားတွေဟာဒီဓာရှိမှာတော့စက်ကူလိုပဲအားနေနေတဲ့ကျိုးပိတ်နေတဲ့ဓာတွေကမိုးရွာတလူကျလာပြီးဓာသမား3000လုံးကိုကျွန်တော်ကတစ်ချက်တည်းနဲ့အလဲထိုးလိုက်တယ်လင်းချမ်းဟန်ရဲ့မျက်လုံးထဲမှာကြောက်ရွံ့မှုတွေပြည့်သွားတယ်စွမ်းအားဖြည့်ဆည်းခံထားရတဲ့အမိုက်က3နှစ်အတွင်းဘယ်လိုမျိုးဒီလောက်စွမ်းထက်လာတာလဲဒါမဖြစ်နိုင်ဘူးဒါလူသားတွေရဲ့ပညာမဟုတ်ဘူးမင်းရဲ့ဝိညာဉ်ကိုမိစ္ဆာစီရောင်းစားလိုက်တာပဲဖြစ်ရမယ်လို့သူကအော်ဟစ်နေပေမဲ့ကျွန်တော်ကတော့သူ့ရှိကိုချက်ချင်းရောက်သွားတယ်သူ့ရဲ့လေဘင်းကိုဆွဲညစ်ပြီးမြောက်လိုက်တယ်ကြီးညံ့လာပါတယ်ဆိုတဲ့ခေါင်းချုပ်ကြီးကအခုတော့ကြက်ကလေးတစ်ကောင်လိုပဲလင်းချမ်းဟိုင်မင်းပြောခဲ့ဘူးလေအားနဲ့သူမှတေဖို့တော့ခွင့်ရမရှိဘူးဆိုတာအခုမင်းဘယ်လိုတေးချင်လဲငါ့ကိုပြောစမ်းလို့မေးလိုက်တယ်သူရုံးကန်နေပေမဲ့သူ့ရဲ့စွမ်းအားတွေကိုကျွန်တော်ကပိတ်ဆို့ထားတယ်ဘေးကလူတွေကူညီဖို့လုပ်ကြပေမဲ့ဘယ်သူလုပ်ရှာမလဲသူတေးလိုက်မယ်လို့ကျွန်တော်ကဟန်တာလိုက်တယ်ဒီစကားတစ်ခုနဲ့တင်လူပေါင်းများစွာကိုသိစိတ်သွားစေတယ်ဆူမီကတော့ဒါကိုကြည့်ပြီးအံ့ဩနေတယ်မိစ္ဆာလူရောလက်ဖျားလူရောအစွမ်းထက်တဲ့အမျိုးသားမျိုးကိုသူမတစ်ခါမှမမြင်ဘူးသူမရဲ့ဒီမက်ချက်တွေကဒီယောက်ျားရှိမှတော့ဘာမှမဟုတ်တော့ဘူးကဲပါဦးစူကန်နာကမင်းရဲ့ဆရာပါလို့သူကအသက်ဘေးကနေအတနာခံနေတယ်ကျွန်တော်ကတော့ရဲရဲဆက်ဆက်ပြောလိုက်တယ်မင်းလွန်ခဲ့တဲ့နှစ်တွေတုန်းကငါရဲ့ဓာအယိုးကိုဂိုင်းချုပ်ကြီးအတွက်ဆိုပြီးထုတ်ယူခဲ့တုန်းကဒါဟာငါရဲ့ဆရာဖြစ်ကြောင်းမင်းဘာလို့မမှတ်မိခဲ့တာလဲငါလက်ဖြားကနေအားဆိုင်ပြီးသူ့ရဲ့လက်ချောင်းကိုညှစ်တက်တော့မဲ့အချိန်မှာပဲကောင်းကင်စီကနေရုတ်တရက်ခေါင်းဆောင်တန်တစ်ခုထွက်ပေါ်လာတယ်ငရုံလွတ်လိုက်ဆန်းရွှေအောင်လင်းတဲ့တစ်ခုဟာတရားတော်လမ်းစဉ်နေမြေကနေပြန်တက်လာတယ်အဲ့ဒါကတော့နှစ်ပေါင်း100ကျော်တရားကျင့်နေတဲ့အကြီးအကဲကြီးပဲအဲ့ဒီရွှေရောင်လင်းတန်းကအရမ်းမြန်လို့နေရာနယ်တွေကတော့အတန်တွေထွက်လာတယ်။စနေပြည်သူနဲ့အဖိုးကိုတယောက်ဟာလက်ထဲမှာလက်နဲ့တစ်ခုကိုကင်ထားပြီးငါရှိမှရုပ်တရက်ပေါ်လာတယ်။သူကဒီနေမြေရဲ့အဆောင်ရှောင်နဲ့တရားဖြစ်တယ်။တရားတော်လမ်းစုကိုလိုက်နာသူတွေအတွက်တော့အားကိုးရတစ်ခုပါပဲ။ကလေးမင်းရဲ့ဓာတ်ကိုချလိုက်ပြီးအခုပဲနောက်တရားလိုက်ပါ။ဘိုးကိုရဲ့အတန်ကအရန်ကိုတည်ငြိမ်ပြီးစွမ်းအားတွေကောင်းဝင်နေတဲ့သူ့စကားကိုသာနားထောင်ရင်တရားအလုံးကောင်းမှုသွားမဲ့အတိုင်းပဲဒီဘက်ကလည်းမှရှိတဲ့တပည့်တွေအားလုံးလည်းကယ်တင်ရှင်ကိုတွေ့လိုက်ရတယ်လို့ဒီပြင်ပေါ်မှာသူ့ထောက်ပြီးအော်ဟစ်တောင်းပန်ကြတယ်။အကြီးအကဲကြီးကျွန်တော်တို့ကိုကယ်ပါဦးငါကအဖိုးကိုကြည့်ပြီးတောင်းပြောတစ်ချက်ပြောလိုက်ပြီးတရားမျှတမှုဆိုတာလားသူကအယိုးကိုထုတ်ယူတော့ကခင်ဗျားပဲမှလည်းသူကကိုတက်ကိုစူးစမ်းတော့ကရောခင်ဗျားပဲမှလည်းအခုမှငါကသူ့ကိုတက်တော့မယ်ဆိုမှခင်ဗျားကတရားမျှတမှုကြောင့်ဒါပြောနေတာလားအကြီးအကဲကြီးကတက်ပြင်းတစ်ချက်ချပြီးပြောတယ်အဲ့ဒါကမင်းရဲ့ကံကြမ္မာပဲဒါကိုကြော်ဖြတ်နိုင်ရင်တော့မင်းအတွက်ကုသိုလ်ဖြစ်မှာပါကြော်မဖြတ်နိုင်ရင်တော့ဒါကမင်းရဲ့တည်ဆုံးခြင်းပဲကောင်းလာချေလားကံကြမ္မာဆိုတာကငါကလင်ချမ်းကိုအမိုက်တစ်ခုလိုပဲအဖိုးဦးစီကိုပြစ်ပေါက်လိုက်တဲ့သူကလင်ချမ်းကိုထိုင်းယူလိုက်တဲ့ခဏမှာပဲငါကစူမိကိုဆွဲပြီးပုံလေးရောင်ကိုအဖြစ်ခွဲထွက်ပြီးထွက်ပြေးဖို့ကြိုးစားလိုက်တယ်မြင်းကြီးလိုက်တဲ့ချင်းလီလာအဖိုးကသူ့ရဲ့လက်နက်ကိုမြေပြင်ပေါ်မှာထောက်လိုက်တဲ့အခါပဝင်းကျင်တစ်ခုလုံးကအေယာမထောင်အင်ကြီးတစ်ခုဖြစ်ပြောင်းလဲသွားတယ်ဒါကတော့အဆင့်ကြီးနယ်ပယ်တစ်ခုရဲ့ခင်းချုံမှုပဲငါမှဒါစားရီဘလောက်ပဲရှိရှိဒီစားကိုမကြော်နိုင်ဘူးသွားပြီးငါတို့တော့ပြစ်မလွတ်တော့ဘူးစူမိကတော့ညှို့လင်းချက်ပုံဆုံးသွားတဲ့မျက်နှာနဲ့ပြောနေရှာတယ်ဒါပေမဲ့ငါကတော့အားရှုံးမဲ့ပုံမပြပဲငါရဲ့ဂုဏ်တွေကနေအရာတစ်ခုကိုထုတ်
ထုတ်လိုက်တယ်အဲ့ဒါကတော့လွန်ခဲ့တဲ့3နှလုံးလုံးစီမီရဲ့မျက်ခုံးတွေကိုဆွဲပြီးနေတဲ့တိတ်ဆိတ်ဖြစ်ခဲ့တဲ့နတ်ဆိုးဝိညာဉ်အပိုင်းစားပဲအဖိုးကြီးမင်းကငါဒီ3နှလုံးလုံးမျက်ခုံးပဲဆွဲနေခဲ့တယ်ဖြစ်နေတာလားငါကနတ်ဆိုးဝိညာဉ်နဲ့ကြာပန်းဖြူကိုပေါက်ဆက်လိုက်တဲ့ကဘာကြီးကိုတုံးလုံးစီမဲ့ဆွမ်းတစ်ခုဟာငါလက်ထဲမှာစတင်လာပြီးမင်းတို့မှတ်ထားလိုက်ငါကပြေးဖို့ကြိုးစားနေတာမဟုတ်ဘူးငါကခင်ဗျားတို့အားလုံးကိုဒီတရားတော်လမ်းစဉ်နေမြေမှာပဲတက်ဖို့ကြိုးစားနေတာငါရဲ့စကားဆုံးတာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကအမောင်တူတွေကိုကြားရောက်သွားတယ်တရားတော်လမ်းစဉ်နေမြေဆိုတာလေအခုတော့ငရဲတစ်ခုလိုဖြစ်သွားပြီးအဖိုးအိုကတော့မျက်နှာပြတ်သွားပြီးအော်ဟစ်လိုက်တယ်မင်းယူနေပြီလားနတ်ဆိုးတွေကိုမြင်းမာလို့ခေါ်ယူရတာလေမင်းကလူသားအားလုံးကိုတက်ဖို့ကြိုးစားနေတာလားငါကသူ့ကိုအေးဆက်ဆက်ကြည့်ပြီးပြောလိုက်တယ်တရားမျှတမှုဆိုတာကလူရုံမာတွေကိုနေရာပေးဖို့ဆိုရင်တော့ဒီကဘာကြီးကိုငါပြည့်စည်ပြမယ်ငါကလက်ထဲကနတ်ဆိုးဝိညာဉ်ကိုချိဖြတ်လိုက်တဲ့ခဏမှာပဲကြောက်မကွယ်ကောင်းတဲ့စားတစ်ခုဟာငါစီကနေထွက်ပေါ်လာတယ်ကောင်းကင်မှာလည်းအေယာမမျက်လုံးကြီးတစ်ခုပေါ်လာတယ်အဲ့ဒါကတော့ရှီဟောင်းနတ်ဆိုးကြီးရဲ့ဆွမ်းအားပဲပတ်ဝန်းကျင်မှာရှိတဲ့တပည့်တွေအားလုံးလည်းအော်ဟစ်ဖို့တော့အချိန်မရလိုက်ဘူးပြီးတော့လည်းနေဟာလေထဲမှာပြန့်လွင့်သွားတော့တယ်ဒီတွေးတွေကပျောက်ကွယ်မသွားပဲငါရဲ့လူဘုတ်ကအမှတ်သားစီကိုစီးဝင်လာတယ်ဒီကြပန်းနက်ကနတ်ဆိုးနေရဲ့အိုတန်ယတနာတစ်ခုပဲခင်ဗျားတို့ကဒါကိုတရားတော်လမ်းစဉ်နေရဲ့ယတနာဆိုပြီးအမိတက်ထားတာလားဒီနေ့တော့ဒါကိုသူ့ရဲ့မူလနေရာစီပြန်ပို့ပေးရမှာပေါ့ကြာပန်းတက်ကသွေးတွေကိုစုပ်ယူလိုက်ပြီးတဲ့နောက်ဖွင့်အားလာတယ်။ငါရဲ့ဆွမ်းအားတွေလည်းတစ်ဆင့်ပြီးတစ်ဆင့်မြင့်တက်လာတယ်။အဆင့်ဆင့်မြင့်တက်သွားပြီးနောက်ဆုံးမှာတော့အမြင့်ဆုံးကိုရောက်သွားပြီးငါရဲ့စပင်းတွေကလည်းချက်ချင်းဖြူပွေးသွားပြီးငါရဲ့ပတ်လည်မှာရထားကူကောင်ပုံစံဆွမ်းအားတွေပေါ်လာတယ်။အဖိုးအိုကတော့ဒါကိုမယုံနိုင်အောင်ကြည့်နေတော့တယ်။သူ့ရဲ့ဆွမ်းအားအလုံးကိုစူးစီးလိုက်ပြီးအော်ဟစ်လိုက်တယ်။နတ်ဆိုးမင်းပေးရမယ်။ရွှေရောင်ဘုဒ္ဓရုပ်ပွားတော်ကြီးတစ်ခုဟာကောင်းကင်မှာပေါ်လာပြီးငါ့ကိုရိုက်ချလိုက်တယ်။ဒါပေမဲ့ငါကတော့လက်ကိုအသာလေးမြောက်ပြီးလေးတစ်ချက်မှုတ်လိုက်ရုံနဲ့အဲ့ဒီအေယာမဘုဒ္ဓရုပ်ပွားတော်ကြီးဟာမိခိုးတွေလိုပဲကြောက်ွယ်သွားတယ်။ဒါကတော့နတ်ဆိုးဆွမ်းအားရဲ့အစွမ်းပဲငါကမျက်စိတမိတ်တွင်းမှာပဲအဖိုးအိုရဲ့ရှေ့ကိုရောက်သွားတယ်။သူ့ရဲ့ထိတ်လန့်နေတဲ့မျက်လုံးတွေကိုကြည့်ပြီးငါပြောလိုက်တယ်။အဖိုးကြီးခင်ဗျားရဲ့အယိုးတွေကလည်းဟောင်းနေပြီပဲလဲလဲပေးရမှာပေါ့။ငါရဲ့လက်ထက်ကနေဆွမ်းအားတစ်ခုထွက်ပေါ်လာပြီးအဖိုးအိုရဲ့ခန္ဓာကိုယ်ဟာအပိုင်းပိုင်းကွဲထွက်သွားတော့တယ်သူ့ရဲ့ဝိညာဉ်တော်မှလွတ်မြောက်အောင်မပြေးနိုင်လိုက်ဘူးအကြီးအကဲကြီးတိတ်ဆုံးသွားပြီးတဲ့နောက်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတယ်ဒါကတော့ထောက်နှာမှာတုံတုံမြူနဲ့ထိုင်နေတဲ့လင်ချမ်းစီကိုရှောက်သွားလိုက်တယ်မင်းရဲ့အလက်ရောက်ပြီးဆရာကြီးလင်ချမ်းကတော့အခုမှကြောက်ရမှန်းသိသွားပြီးသူ့ကိုပါပြန်ရရင်ငါ့ကိုတောင်းပန်နေတဲ့စူဖန်ငါမသွားပါတယ်ငါ့ကိုမတတ်ပါနဲ့မင်းရဲ့ဓာတ်ရိုးကိုထုတ်ယူခိုင်းတာကမင်းရဲ့ညီလေးပါမှမဟုတ်ပါဘူးသူကအဖြစ်အားလုံးကိုတခြားသူစီပုံချဖို့ကြိုးစားနေတယ်အဲ့ဒီအချိန်မှာပဲစူမေကငါနောက်ကနေရှောက်လာပြီးခွေးတစ်ကောင်ကိုတောင်းပန်နေတဲ့လင်ချမ်းကိုကြည့်ပြီးပြောလိုက်တယ်စူဖန်ဒီလိုလူမျိုးကိုတတ်ဖို့အတွက်မင်းရဲ့ဓာတ်ကိုအသုံးမချပါနဲ့စူမေကလက်ထဲမှာအစိတ်လူထားတဲ့ဓာတ်မြောက်တစ်လက်ကိုကင်ထားပြီးလင်ချမ်းရဲ့ရှေ့မှာဒူးထောက်ထိုင်လိုက်တယ်မင်းလုံခဲ့တဲ့3နှစ်တုန်းကငါ့ကိုဘယ်လိုနှိမ့်ဆက်ခဲ့တယ်ဆိုတာမှတ်မိသေးလားငါ့ကိုနှက်ဆုံးမဆုပ်ပြီးတော့အမှောင်ထဲမှာပြေးလောင်ထားခဲ့တာလေအခုတော့မင်းနဲ့ရောက်ပြီးတော့စူမေကစကားသုံးတာနဲ့လင်ချမ်းရဲ့လက်သေးကိုပြီးပြလိုက်တယ်ဒီလိုနဲ့လူမျိုးမာကြီးလင်ချမ်းလည်းပြေးဆုံးသွားခဲ့ရတယ်ငါကတော့ဒါကိုဘာမှမခံစားရလေကြည့်နေလိုက်တယ်ငါရဲ့ခန္ဓာကိုယ်ထဲမှာလည်းဆွမ်းအားကအတုံးတက်ပဲပောက်ကွဲနေလုံးမဲ့နှက်ဆိုးကိုခေါ်ယူခဲ့ရတာကလက်ကားတော့မဟုတ်ဘူးပေါ့ငါရဲ့စိတ်အာရုံထဲမှာလည်းနတ်ဆိုးကြီးရဲ့အော်ဟစ်တန်တွေကိုကြားနေရတယ်မင်းရဲ့ခန္ဓာကိုယ်ကိုငါ့ကိုပေးလိုက်စမ်းပါကောင်းလေငါကတော့အေးစစ်စစ်ပဲတင်ပြောလိုက်တယ်မင်းကငါ့ကိုထိချုပ်နိုင်တယ်ထင်နေရလားငါကကြာပန်းပြည့်ရဲ့ဆွမ်းအားကိုအသုံးချပြီးနတ်ဆိုးကိုငါရဲ့ရင်ဘတ်ထဲမှာပိတ်လောက်လိုက်တယ်ငါဒီနေမြေမှာ3လုံးလုံးတိတ်ဆိတ်နေခဲ့တာကဒီလိုနတ်ဆိုးတယောက်ဖြစ်လာဖို့မဟုတ်ဘူးငါကဒီကမ္ဘာမှာအရှိန်အဝါကြီးလုံးတယောက်ဖြစ်လာဖို့ပဲငါကတရားထိုင်ပြီးကြာပန်းပြည့်ရဲ့ဆွမ်းအားနဲ့နတ်ဆိုးကိုစတင်ချိတ်ထက်လိုက်တယ်ဒါကတော့တကယ်ကိုအသက်နဲ့ရင်းရတဲ့တိုက်ပွဲတစ်ခုပဲစူမီကလည်းငါဘေးမှာအနီးကပ်ဆောက်ရှောက်နေပေးရှာတယ်သူကသူ့ရဲ့သူ့ကိုအသုံးချပြီးတော့ငါအတွက်အကာအကွယ်တစ်ခုလုပ်ပေးတယ်စူဖန်ဒီတခါတော့ငါမင်းကိုကာကွယ်ပေးပေးရစီအချိန်တွေတစ်ပြေးကုန်ဆုံးသွားပြီးကောင်းကင်မှာလည်းနေထွက်လာပြီးအရင်ကတည်ဆုံးသွားခဲ့တဲ့တပည့်တွေရဲ့ဝိညာဉ်တွေဟာလည်းအခုတော့ကြာပန်းပြည့်ရဲ့ဆွမ်းအားနဲ့ပြန်လည်တန်းဆင်သွားကြပြီးငါရဲ့ခန္ဓာကိုယ်ထဲမှာလည်းနတ်ဆိုးကြီးရဲ့အော်ဟစ်တန်တွေဟာပျောက်ကွယ်သွားပြီးသူ့ရဲ့ဆွမ်းအားတွေကိုငါကအကုန်လုံးစုပ်ယူလိုက်ပြီမင်းကငါ့ကိုအသုံးချဖို့ကြိုးစားနေတာလားတကယ်တော့ငါကမင်းကိုအစကတည်းကအသုံးချဖို့စီစဉ်ထားခဲ့တာပါငါမျက်လုံးဖွင့်လိုက်တဲ့အခါငါရဲ့မျက်လုံးတွေထဲမှာအဖြူနဲ့အမဲဆွမ်းအားတွေပေါ်လာတယ်ဒါကတော့တကယ်ကိုလက်ပြားတစ်ယောက်ရဲ့အရှိန်အဝါမျိုးပါပဲပတ်ဝန်းကျင်ကဆွမ်းအားတွေအားလုံးဟာလည်းငါစီကိုစုပြုံပြီးရောက်လာကြတော့တယ်ငါရဲ့ကျင့်စဉ်တွေကအခုတော့အပြည့်အဝတည်ငြိမ်သွားပြီးအစင်းစင်းတွေပဲရဲ့အထုတ်ထိပ်ကိုရောက်သွားပြီးတဲ့နောက်လက်ပြားတစ်ယောက်ဖြစ်ပြောင်းလဲဖို့ခြေတလန်းပဲလိုတော့တယ်ဒါပေမဲ့ငါရဲ့စွမ်းအားတွေအမြင့်ဆုံးကိုရောက်သွားတဲ့ခဏမှာပဲကောင်းကင်ကနေရွှေရောင်လျက်စီကိုကြောင့်ဒုတိယကျဆင်းလာတယ်ဒါကရိုးရိုးလျက်စီမဟုတ်ဘူးကဘာကြီးကိုဖျက်ဆီးပြမဲ့စွမ်းအားတွေပဲလက်ပြားနဲ့မြေကလူတွေငါ့ကိုတက်ဖို့ကြိုးစားနေကြပြီးငါကကောင်းကင်ဘူမောကြည့်ပြီးစိန်ခေါ်လိုက်တယ်တကယ်တော့ဒီကဘာပေါ်ကတရားတော်လမ်းစဉ်နဲ့နှဆူလမ်းစဉ်ဆိုတာတွေကလက်ပြားနေတွေကလူတွေကစားနေတဲ့ဂိမ်းတစ်ခုပါပဲငါရဲ့အရှိမှုကသူတို့ရဲ့ဂိမ်းကိုဖျက်ဆီးပစ်လိုက်ပြီဆိုတော့ငါ့ကိုတက်ချင်နေကြတာပေါ့စူဖန်မြန်ပြီးတော့ဒါကကောင်းကင်ဘုံရဲ့အပြစ်ပေးမှုပဲစူမီကတော့စိုးရိမ်နေကြီးနဲ့အော်ဟစ်နေရှာတယ်ငါကတော့အကျေကြီးရေမောလိုက်ပြီးပတ်ဝန်းကျင်ကတောင်တန်းတွေတောင်တုန်ခါသွားစေတဲ့ကောင်းကင်ဘုံကငါ့ကိုအပြစ်ပေးချင်ရင်တော့ငါ့ကိုတက်ဖို့ဘယ်သူမှတက်တိရှိလဲဆိုတာကြည့်ရသေးတာပေါ့ငါရဲ့ကြိုးပဲနေတဲ့ဓာတ်ဟောင်းကြီးကိုထုတ်ယူလိုက်တယ်ဒီဓာတ်ကအခုတော့နတ်ဆိုးစားရီနဲ့အတူအလွန်စားကြီးတဲ့လက်နဲ့တစ်ခုဖြစ်နေပြီးလွန်ခဲ့တဲ့3နှစ်တုန်းကငါကဒီကဘာကြီးရဲ့ရစ်ပတ်မှုတွေကိုမမြင်နိုင်တဲ့လူတစ်ယောက်ပါပဲဒီနေ့တော့ငါကဒါတွေကိုမြင်နိုင်ရင်ဒီမကပဲကောင်းကင်ကိုပါစိန်ခေါ်သွားမှာပါငါကအလင်းနဲ့တစ်ခုအဖြစ်ပြောင်းလဲပြီးကောင်းကင်ကိုပြန်တက်လိုက်တယ်တက်စီကိုကြောင့်ကိုထိတ်တက်ရင်ဆိုင်ကိုကြိုးစားလိုက်တာပေါ့ရွှေရောင်လက်စီတွေကငကားကြီးတွေလိုပဲငါရဲ့ဦးကောင်းစီကိုချဆင်းလာတဲ့ကဘာဘုံကတော့အားလုံးကိုဖျက်ဆီးပြမဲ့စားရည်နဲ့ပေါ့စူမီကတော့မျက်စိကိုမိတ်ပြီးကြည့်မနေရတော့ဘူးသူ့ထင်မှာတော့လူသားတစ်ယောက်ဟာလက်ဖျားနဲ့မြေကလူတွေကိုဘလို့မှမရှင်းနိုင်ဘူးလေဒါပေမဲ့ငါကတော့ရှောင်မပြေးတဲ့အပြင်ငါရဲ့စားအားလုံးကိုပါတုတ်သိမ်းလိုက်တယ်ပျက်စီးတွေကိုငါရဲ့ခန္ဓာကိုယ်လေးကိုဓာတ်ရိုက်စီးဝင်စေလိုက်တာပေါ့သူဘာတွေလုပ်နေတာလဲဒါကကိုကိုတက်တည်နေတာပဲဘေးကနေကြည့်နေတဲ့တပည့်တွေကတော့တောင်ပြုံးတွေပြုံးနေကြတယ်ဒါပေမဲ့ခဏချင်းမှာပဲသူတို့တွေအံ့အားမြင့်တက်သွားကြတယ်ငါရဲ့အရေးပြားဟာပျက်စီးတွေကြားမှာပျက်စီးမသွားပဲပို့ပြီးတော့တောက်ကလာလို့ကြည်လင်တဲ့အမှတ်သားတွေပေါ်လာတယ်ငါဒီသုံးလုံးလုံးမျက်ခုံးဆွဲပြီးနေကြတာကလက်ချောင်းတွေတမဖို့တင်မဟုတ်ဘူးစွမ်းအားတွေကိုတိတိကျကျထိန်းချုပ်နိုင်ဖို့အတွက်ပါပဲငါကပျက်စီးစွမ်းအားတွေကိုဝါလူလိုက်ပြီးတဲ့နောက်မှာတော့ငါရဲ့ခန္ဓာကိုယ်တွေကနတ်ဆိုးစွမ်းအားနဲ့နတ်ပြားစွမ်းအားတွေဟာတစ်ခုတည်းဖြစ်ပေါင်းစပ်သွားတယ်အခုတော့ငါကလက်တိတစ်ချက်နဲ့တင်ကောင်းကင်ကိုဖျက်ဆီးပြနိုင်ပြီးငါကကောင်းကင်ကိုမောကြည့်လိုက်တဲ့အခါအေယာမတကားကြီးတစ်ခုပေါ်လာတယ်အဲ့ဒါကတော့နတ်ပြားနဲ့မြေရဲ့တကားပေါက်ပဲအဲ့ဒီပုံမှာထိုင်ကြည့်နေတဲ့သူတွေကိုကြည်လိုဝါပြီလားငါကဓာတ်တစ်ချက်ဝေးရမ်းလိုက်တဲ့အခါတကားကြီးဟာကျိုးပဲ့သွားတော့တယ်ကောင်းကင်ကနေညီးသွားတဲ့တစ်ခုထွက်ပေါ်လာပြီး
ငါကတော့ကဘာကြီးရဲ့တကယ်လှုပ်ဝက်ချက်ကိုပြီးသွားပြီဆိုတာနားလည်လိုက်တယ်တကားကြီးပျက်စီးသွားတာနဲ့အမျှနတ်ဖျားနဲ့ညီကလူ၃ယောက်ဟာငါရှိကိုဆင်းသက်လာတယ်သူတို့ရဲ့အရှိန်အဝါကစောစောကအကြီးကဲကြီးထက်အစပေါင်းများစွာပိုဆွားကြည့်တယ်လူသားတစ်ယောက်ကငါတို့ရဲ့မျက်စိကိုခံယူရဲတယ်ပေါ့သူတို့ကငါ့ကိုမျက်စက်တကောင်လိုပဲအထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတာစုမေးကတော့သူတို့ရဲ့အရှိန်အဝါကြောင့်မေးလဲသွားရှာပြီးဒါပေမဲ့ငါကတော့မကြောက်မရွံ့ပဲသူတို့ကိုပြန်စိန်ခေါ်လိုက်တယ်ဒီပစ္စည်းတွေကိုငါကကိုယ့်ရင်ချင်းနဲ့ကိုဝါမြုပ်ခဲ့တာလေးပါလို့ငါ့ကိုလာပြီးအပြစ်တင်နေရတာလေသူတို့ကငါ့ကိုလက်ပြားနဲ့မြေစီလိုက်ခဲ့ဖို့ပြောနေကြတယ်အဲ့ဒီမှာမင်းကအစီခံတယောက်ဖြစ်နေထိုင်ရမယ်တဲ့တကယ်တော့ဒီကဘာပေါ်ကလူသားတွေဖြစ်နေကြတာကလက်ပြားနဲ့တွေကလူတွေအတွက်စိတ်ပေါ်ဆက်ဖို့ပုံကျဲတွေဖြစ်နေကြတာကိုငါကတော့အခုမှအမှန်တရားကိုသိသွားရတော့တယ်ငါရဲ့လက်တွေကိုပြန်ကြည့်လိုက်တဲ့အခါသုံးနှလုံးလုံးမျက်ကုံးဆွဲပေးခဲ့တဲ့လက်တွေကအခုတော့ကဘာကြီးကိုပြောင်းလဲပြမဲ့လက်တွေဖြစ်နေပြီးတင်ချမ်းကငါ့ကိုအသုံးချခဲ့တယ်ကိုရဲ့လက်စုကလည်းငါ့ကိုအသုံးချခဲ့တယ်အခုတော့ခင်ဗျားတို့ကပါငါ့ကိုအသုံးချခြင်းနေတာလားငါမျက်လုံးဖွင့်လိုက်တဲ့အခါမြင်းကြီးချက်ပူတောက်ပါတဲ့အလင်းတွေထွက်လာတယ်ငါဘဝမှာအမုန်းဆုံးရာကတခြားသူကငါ့အတွက်ဆုံးဖြတ်ချက်ချပေးရတယ်ငါရဲ့ပုံကြီးကတက်ွယ်သွားပြီးလက်တရားတွေရဲ့နောက်ကိုရောက်သွားတယ်သူတို့တွေတတိမထားမိခင်ပါပဲငါရဲ့လက်ကသူတို့ရဲ့လေပင်ကိုစုပ်ကင်လိုက်ပြီးသုံးနှစ်တုန်းကစုမေရဲ့မျက်ခုံးကိုငါဆွဲပေးခဲ့တဲ့လိုမျိုးပါပဲအခုတော့မင်းတို့ရဲ့လေပင်ကိုငါစောက်ကင်ပေးရတာပေါ့ကျွတ်ခနဲ့အတန်နဲ့အတူလက်ပြားရဲ့ခန္ဓာကိုယ်ဟာပျက်စီးသွားတော့တယ်ဒါဟာတစ်ဖက်သက်သက်မှုတစ်ခုပါပဲကျန်တဲ့လက်ပြားနှစ်ယောက်လည်းကြောက်လန့်တုန်ပြီးထွက်ပြေးဖို့ကြိုးစားကြတယ်ဒါပေမဲ့ငါကတော့သူတို့ကိုလွတ်ပေးဖို့ဆန္ဒမရှိဘူးငါကဓာတ်ကိုမြေပြင်ပေါ်မှာစိုက်လိုက်တဲ့အခါစွမ်းအားတွေကတစ်ကမ္ဘာလုံးကိုပြန့်နှံ့သွားတယ်ငါကလက်ပြားတွေကိုတက်ယုံနေမကပဲလက်ပြားနဲ့ညီရဲ့လမ်းကြောင်းကိုပါပိတ်လိုက်မယ်မင်းယူနေပြီလားဒီလိုလုပ်ရင်ကဘာပေါ်မှာကျင့်စဉ်တွေတက်ွယ်သွားလိမ့်မယ်လက်ပြားတစ်ယောက်ကထိတ်လန့်တကြီးနဲ့အော်ဟစ်လိုက်တယ်ငါကတော့အပြုံးတစ်ခုနဲ့ပဲကဘာကြီးမှာလက်ပြားတွေမရှိတော့ရင်လူသားတွေဟာသူတို့ဘဝကိုသူတို့ဘာသာပို့ပြီးလွတ်လွတ်လပ်လပ်နေနိုင်ကြမှာပေါ့ဘုံနဲ့အတန်ကြီးနဲ့အတူလက်ပြားတစ်ခါကြီးဟာလုံးဝပျက်စီးသွားတော့တယ်လက်ပြားတွေရဲ့တွေးတွေကလည်းမြေပြင်ပေါ်ကိုမိုးရေလိုပဲကျဆင်းလာတယ်ဒီတွေးတွေကစောက်တွေ့နေတဲ့မြေပြင်ကိုပြန်လဲတက်ဝင်လာစေတယ်။စုမိနိုးလာတဲ့ခါမှာတော့ကောင်းကင်မှာလမ်းကြောင်းတွေတက်ွယ်သွားတာကိုမြင်လိုက်ရတဲ့စူခံသူကငါ့ကိုနှံ့ခေါ်လိုက်တယ်။အခုချိန်မှာတော့ငါရဲ့စွမ်းအားတွေကတဖြည်းဖြည်းတက်ွယ်နေပြီးငါကလက်ဖျားနဲ့မြေကိုပိတ်ဖို့အတွက်ငါရဲ့စွမ်းအားအလုံးကိုအသုံးချလိုက်ပြီးလေငါကတမန်လူတစ်ယောက်ဖြစ်ပြန်လဲပြောင်းလဲသွားခဲ့တယ်။ငါရဲ့မျက်လုံးတွေကလည်းပြန်ပြီးတော့မှောင်ကြည့်ကျသွားပြန်ပြီးငါကမျက်မမြင်တစ်ယောက်ပြန်ဖြစ်သွားပေမဲ့ငါအယမ်းကြော်နေတယ်။ငါရဲ့ရင်ခွင်ထဲကနေသုံးနှလုံးသုံးခဲ့တဲ့မျက်ခုံးဆွဲတဲ့လေးကိုထုတ်ယူလိုက်တယ်။စုမိကငါ့စီကိုပြေးလာပြီးငါ့ကိုတင်းတင်းကြပ်ကြပ်ထားရှာတယ်။မျက်ခုံးမဆွဲရသေးဘူးလေဒီနေ့နောက်ဆုံးတစ်ခေါက်ငါဆွဲပေးမယ်ငါမျက်မမြင်ဖြစ်နေပေမဲ့မင်းရဲ့မျက်နှာကိုငါသိနေတယ်။အခုတော့ဒီကဘာပေါ်မှာနှိမ့်ဆက်မှုတွေမရှိတော့ဘူးပေါ့ငါတို့နှစ်ယောက်အေးအေးချမ်းချမ်းနေသွားရမှာပေါ့